ပြန်ဝင်တော့အသွေးကြုံတော့အများကြီးပဲအသွေးကြုံဆိုတော့သစင်းမီသစင်းသွေးကြုံရတဲ့အများကြီးပဲတကယ်တစ်ခါမှလည်းအဲ့လိုကြီးပြန်ပွဲဝင်နေတော့အဲ့လိုခက်ခဲမယ်လို့မထင်တော့အကျဆိုးခွာအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဒီမြန်မာစတာထွန်တဲ့အထိအားလုံးအများကြီးအားပေးခဲ့ကြတဲ့အတွက်အားပေးကူညီကဗုဒ္ဓင်တွေအားဖြင့်လည်းအားပေးကြတယ်ပြောလိုက်အရှယ်အားဖြင့်လည်းအားပေးကြတယ်စကလုံးအားဖြင့်လည်းအားပေးကြသည်ဖြစ်စေဘလို့ပုံစံနဲ့အားပေးအများကြီးအားပေးခဲ့ကြတာတွေ့ရတဲ့အတွက်အများကြီးလည်းကျေးဇူးတင်ပါတယ်ရှင်တင်ရတယ်အများကြီးလည်းပြောမပြတတ်တော့အောင်ကျေးဇူးတင်ပါတယ်ဆိုတာရှေ့ဦးစွာပြောချင်ပါတယ်ကျွန်တော်တချင်းဆိုပြန်ပွဲဝင်ဖြစ်တဲ့အကြောင်းရင်းကကြတော့ငငယ်တည်းကအဲ့လိုပေါ့တချင်းဆိုပြန်ပွဲတွေကြီးခဲ့ရတဲ့အချိန်တွေမှာရှင်တွေကနေကိုယ်လည်းတချင်းဆိုအရန်ပြန်ချင်တယ်အဲ့လိုတချင်းဆိုတဲ့အရာတွေကိုဝါသနာအရန်ပါတယ်ဆိုတော့စိတ်ကစားချက်တစ်ခုဖြစ်ခဲ့တာပေါ့ဒါပေမဲ့အဲ့ချိန်တော့လည်းအဲ့လိုဖျားเจ้าတွေမှာတချင်းဆိုပြီးတော့အဲ့လိုဝိတာရဒီမှာလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့အဲ့လိုတချင်းဆိုပြန်ပွဲကြီးတွေမှာတချင်းဆိုပြန်ပွဲဝင်ရတဲ့အတွေ့အကြုံတော့မရှိခဲ့ဘူးပေါ့အဲ့လိုနဲ့ရန်ကုန်ရောက်တော့အဲ့ဒီမေဝါစတာကတင်တဲ့ဖနက်ကိစ္စကိုကြီးမိသွားပေါ့ဗီဒီယိုကြီးမိသွားတော့ဒီမေဝါစတာကအခုဒီaudition ရှိသေးရလားဆိုမှကြီးမိလိုက်တော့ audition ရှိသေးရပေါ့ဘာဖြစ်ငါလည်းရန်ပြန်ချင်းခဲ့ရပဲဘာဖြစ်ပြန်ကြည့်မယ်ဆိုမှအဲ့လိုအရင်ဆုံးပြီးပြန်ခဲ့ရပေါ့ဒီမှာကျတော့သွားလာရတာတယောက်တည်းပဲဆိုအဲ့လိုအများကြီးတော့ခက်ခဲခဲ့ပါတယ်ဒါပေမဲ့အရင်တနေ့တလောက်ပေါ့ကိုလည်းတွေ့ကြုံမရှိပေမဲ့အချင်းဆိုအရင်ပြန်ချင်းတဲ့စိတ်တစ်ခုတည်းနဲ့ပဲပြန်ပွဲဝင်ဖြစ်ခဲ့တာပေါ့ရှင်းဆိုရတာအပြင်ဝါသနာပါတာကြတော့ဂီတာတီးရတာဒုတိယကတော့ဂီတာတီးရတော့ဝါသနာပါပါတယ်နောက်ပြီးတော့အဲ့လိုတပ်ပုံလေးတွေရိုက်တာတို့ဗီဒီယိုလေးတွေရိုက်တာလို့လည်းဝါသနာပါပါတယ်နောက်ပြီးတော့အသက်ကကျွန်တော်အသက်က20ရှိပြီအခု9လပိုင်း9ရက်လောက်ဆိုရင်တော့20နှစ်ပြည့်ပါပြီလို့မိသားစုဝင်ကစုစုပေါင်း6ယောက်ရှိရယ်ကျွန်တော်အဖေရယ်အမေရယ်ကျွန်တော်ရယ်မောင်လေး2ယောက်ရယ်အဲ့တော့ညီမလေး1ယောက်ရယ်ဆိုမှရှိပါတယ်ဟုတ်ကဲ့တကယ်လို့အဆိုတော်လမ်းကြောင်းကိုမလျှောက်ဖြစ်ခဲ့ရင်တခြားဘာဖြစ်ချင်လဲဆိုဖြစ်ချင်တာတော့အဖြစ်ချင်ဆုံးကတော့အဆိုတော်ပဲဖြစ်ချင်တာပေါ့ကျွန်တော်ရဲ့ရင်ထဲကပြောတော့ငါနေကြရအဲ့လိုငငယ်တဲ့ကနေစမွေးကင်းစားကြရပေါ့အဲ့လိုနည်းနည်းလုံလောက်မှသိဖြစ်ချင်တော့တချင်းတော့တော်တော်ကြိုက်တဲ့တဲမှာပါတယ်ချင်းအများကြီးလဲမျိုးစုံလဲနားထောင်ခဲ့တယ်တချင်းတော်လေးကြိုက်တဲ့အဲမှာပါပါတယ်တခြားဒီလူပညာမဟုတ်ပဲတခြားဘာဖြစ်ခဲ့မယ်ဆိုရင်တော့ဘာဖြစ်မလဲတော့ကျွန်တော်မသိပေမဲ့ဖခင်ကဘယ်နှမှာပို့ဆောင်မလဲတော့မသိဘူးဒါပေမဲ့ဖခင်ကတနေရာမှာကျွန်တော်တို့နေရာရှိမယ်လို့ယုံကြည်ပါတယ်နေရာရှိမယ်လို့ယုံကြည်ပါတယ်ใจဆုံးရောက်ကျတော့အမဲရောက်တယ်ကျွန်တော်တခုလေးဝင်တယ်အမဲရောက်ကျတော့ free အဖြစ်ဆုံးရောက်ပဲဘယ်နေရာမှာဆိုအမဲပဲကျွန်တော်ရဲ့အင်ဂျီတွေမှာဆိုအမဲတွေပဲများတယ်အဲကြောင့် audition ဝင်တော့လည်းအမဲပါပဲအမဲနောက်ပိုင်းအမဲတွေပဲစက်တိုက်ဖြစ်တယ်ใจဆုံးတော့အမဲရောက်ပါလို့အနုပညာနဲ့ပတ်သက်ပြီးခံယူချက်ကကြတော့ရန်ဟောဖြစ်တယ်တချို့ကြအနုပညာ
ဒီမြန်မာနိုင်ငံအတိုင်းအတာနဲ့ဆိုတော့မြန်မာနိုင်ငံအတိုင်းအတာနဲ့ပြောရင်တော့ဘာဖြစ်တယ်လဲဒါပေမဲ့အကြိုက်ပေါ့မြန်မာနိုင်ငံအကြိုက်တယ်သိပြီးမှဟိုဖြစ်တဲ့တဲမှာပါတယ် music ကိုလေးအရင်အဲ့နဲ့ရှင်းရှင်းနားထောင်မထောင်တဲ့တဲမှာပါတယ်ကျွန်တော်ရဲ့ခံယူချက်ကကျတော့ music ကိုပရိသတ်တွေကိုရှားပြမယ်ဆိုကိုယ့်ရဲ့ creativity ရန်ကောင်းပြီးမှအရင်ကြိုးစားအားထုတ်ပြီးတော့ဒီတွင်ဖန်တီးထားတဲ့အဲ့လိုတခြင်းမျိုးစားတွေပဲပို့ပြီးတော့ခြားပြစီချင်တာပေါ့ပြီးတော့လဲလူပညာကြတော့ဟိုပဲပုံလိုက်ပြောင်းလိုက်မဟုတ်ပဲနဲ့ဒီရောက်ပဲအမြဲတမ်းဆက်လုပ်နိုင်ဖို့ကောင်းတယ်လို့တော့ခံယူပါတယ်idea time လေးမျိုးတော့မရှိပါဘူးကိုသဘောကျရင်ကိုထိုင်ဖြစ်သွားမယ်လို့ထင်တာပဲဘယ်လိုပုံစံမျိုးမှသဘောကျရင်ဆိုရင်နောက်ပိုင်းအဲ့ပုံစံပြောက်သွားရင်တခြား main လေးပြန်ပြောင်းဆိုတော့အဲ့ဒါမဖြစ်တော့ကိုချင်းတော့ကိုပုံစံတိုင်းပဲဖြစ်သွားမှာပေါ့ပြန်ဝင်တော့အသွေးကြုံတော့အများကြီးပဲအသွေးကြုံဆိုတော့သစင်းသွေးကြုံရတယ်အများကြီးပဲတကယ်တစ်ခါမှလည်းအဲ့လိုကြီးပြန်ဝင်နေတော့အဲ့လိုခက်ခဲမဲ့လို့မထင်တော့ကိုအစားတော့သစ္စာချင်းဝင်တော့ပေါ့ထင်တာကိုဆိုချင်းတဲ့တချင်းကြိုက်လို့ဆိုလို့ရတယ်ပြန်ချင်းတဲ့အဲ့လိုကိုချပြချင်းတဲ့ရတယ်အားလုံးဒီတိုင်းလွတ်လပ်လပ်ချပြလို့ရတယ်ပေါ့ဒါပေမဲ့ရုပ်ထွေးတဲ့ရတယ်တော့အများကြီးပဲအဲ့လိုကျူးစာရမယ့်ຢာလည်းတွေးကြုံနေတယ်အဲ့လိုအများကြီးရခဲ့ပေါ့ဘယ်လိုလုပ်ရမလဲဘယ်လိုနောက်ပိုင်းချင်းစိုးပြန်ပေးခင်ဘယ်လိုမညှိအောင်မခိုက်ခင်အောင်နောက်ပြီးတော့ကိုပိုင်နိုင်တဲ့ချင်းလေးဖြစ်သွားချင်းရွေးချယ်မှုအစားပေါ့ဘယ်လိုရွေးချယ်ရမလဲဆိုတဲ့အရာအများကြီးတွေးချင်ကတော့အများကြီးရခဲ့ပါတယ်မြန်မာစတာကိုလည်းကျေးဇူးတင်ပါတယ်အတွက်သင်ခန်းစာတော့အများကြီးပဲအဲ့လိုတချင်းကိုအဲ့လိုပေါ့အများကြီးနားထောင်ထားရမှာပေါ့နော်ကိုပိုင်နေတဲ့တချင်းလေးပဲမဟုတ်ဘဲနဲ့ကြိုက်တဲ့ပြည့်စုံမကြိုက်တဲ့ပြည့်စုံအများကြီးနားထောင်ထားရမယ်ပြီးတော့အဲ့လိုတတိတိုင်းရှိရမယ်ဆိုရမျိုးလေပြီးတော့သိချင်သင်ခန်းစာတွေရခဲ့ပါတယ်နောက်ပြီးတော့အဲ့လိုပေါ့လောက်ပဲဟိုဖြစ်ပါစေအကောင်းဆုံးကြိုးစားသွားရမယ်ကိုယ့်ရဲ့ကိုယ်မှလည်းအားပေးနေတဲ့ပရိသတ်တွေကအရင်ဒီကအရင်အားပေးနေကြရဆိုလေအများကြီးစကြူးစားရမယ်ဆိုသင်ခန်းစာရခဲ့ပါတယ်လက်ရှိမှာကျွန်တော်တချင်းတပုတ်လုပ်နေပါတယ်တချင်းတပုတ်နဲ့အဆွေးပဲတော့မှာပေါ့အသေးခွဲမယ်ပေါ့အဲ့လိုတချင်းတပုတ်လုပ်နေပါတယ်တချင်းကဒီနောက်လာလောက်ဆိုင်တော့ထွက်မယ်လို့တော့ပြီးတော့မြန်မြန်ထွက်မှာပေါ့โอเคကျေးဇူးတော်ဖို့ရှိပါတယ်လို့အနုပညာကိုပဲဆက်လုပ်သွားဖို့စိတ်ကူးရှိရဆိုတော့လုံနေပါတယ်ပညာလမ်းကြောင်းမှာအဲ့လိုသွားနေတယ်ပေါ့ဖြစ်နိုင်တော့နိုင်ငံခြားအထိတော့မှအဲ့လိုဘာဖြစ်ချင်တဲ့တင်မှာပါတယ်အနုပညာနဲ့ဆိုင်တဲ့ဟာတွေတင်ယူချင်တဲ့တင်မှာတော့ပါတယ်ပေါ့အဲ့ဒါတော့နောက်ပိုင်းမှာပါချင်းပြိုင်ပွဲကြတော့ကျွန်တော်ပြိုင်ဖို့တော့စီစဉ်ရှိရခြားတချင်းဆိုပြိုင်ပွဲတွေလာမယ်ဆိုရင်ပေါ့ဘာလို့လဲဆိုရင်အခုဒီတစ်ခါကျတော့ကျွန်တော်ရဲ့အတွေ့အကြုံကတခုအနေနဲ့ရသွားတယ်နောက်ပြီးတော့ပြိုင်ပေမဲ့အရင်တရားရခိုင်နှုန်းလောက်ထိအများကြီးချပြနိုင်ကုန်မရလိုက်တဲ့ຢာတွေပေါ်ရှိရပေါ့အဲ့ဒါကိုကျွန်တော်နည်းနည်းတော့ချိန်နိုင်ခဲမြတော့ဖြစ်ပေမဲ့ဖြစ်ပြီးသွားပြီဆိုတော့နောက်ပြိုင်ပွဲတွေမှာအကောင်းဆုံးတခြားလေးပြင်ဆင်ပြီးမှပေါ့အဲ့လိုပြန်ချင်တဲ့တခြားအဲ့လိုပြိုင်ဖို့ရှိပါတယ်ဟုတ်ကဲ့
အချိန်ဆုံးကလူပညာရှင်ကကြတော့အဖလဲနဲ့ကြောလေးပါတယ်ကျွန်တော် India's Raymond ကအချိန်ဆုံးပါချိန်ရတဲ့ရွေးချက်ကကြတော့လုံးဝမတူဘူးသူတချင်းနေဆိုရင်ရှိရင်တချို့လူပညာရှင်တွေဆိုရင်ဖန်တီးနိုင်မှုကအများများတယ်ဒါပေမဲ့သူတို့ရဲ့အဲ့လိုပေါ့ဆိုနေကြပုံစံအတိုင်းလေးမှာပဲတွားရဆိုဒီကိုရီးယားကျတော့ဆိုနေကြလည်းမဟုတ်ပဲねအများကြီးပဲ music ပုံစံအများကြီးကိုနားထောင်ခွင့်ရတယ်ပြီးတော့music တီးလုံးတွေကစအဲ့လိုတီးရဲ့ notes တွေကစရမ်းကိုတော်လေးကိုအိုးစရာကောင်းတယ်ပေါ့တကယ်လည်းနားတဲဝင်အရန်နားလိုက်တာတော့မဟုတ်ပါဘူးကျွန်တော်ခေါ်လိုက်တဲ့ဒါပေမဲ့ဒီနေ့ပါနားလေးအဲ့နားလေးထဲမှာဘယ်လောက်ထိသူgreat လောက်ထားရဲဆိုတော့နားလေးတဲ့အတွက်ကြောင့်ကျွန်တော်အကြိုက်ဆုံးဆိုတော့ very move ပါပဲရှိပါတယ်ကျွန်တော်ဒီဆိုချင်းတွေလည်းဆိုဖို့ရှိပါတယ်ဒီဆိုချင်းတွေကြတော့နောက်ပိုင်းတချင်းများများလုပ်ပြီးတဲ့နောက်ပိုင်းမှာဆိုသွားဖို့ရှိပါတယ်ဒီဆိုချင်းကတော့ဆိုမှာပါโอเคပါကိုလိုမေပေးတဲ့မီဒီယာပေါ်မှာလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်အကောင်းဆုံးအခြေအနေထိပို့ဆောင်ပေးတဲ့ဖျားခင်ကိုလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်ကအမြဲစိတ်မပြတ်ပဲနဲ့အဲ့လိုအမှားရများသာရှိတော့လဲနားလည်းပြီးမှအမြဲတမ်းအားပေးနေကြတယ်ပြည်သက်ရောက်ချင်းစီတိုင်းကိုတော့အများကြီးကျေးဇူးတင်ပါတယ်ရှင်တဲကနေကိုအများကြီးကျေးဇူးတင်ပါတယ်အားလည်းအားနာပေးမယ်လေဟုတ်တင်အားဖြင့်လည်းအိမ်နေရတော့ကျွန်တော်တွေးလိုက်တယ်အရင်လည်းကျွန်တော်ကိုအားပေးကြတာတွေ့ရတဲ့ရှင်တဲနဲ့နေရာအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်နောက်ပိုင်းလူပညာတွေလည်းဆက်လုပ်သွားမှုရှိပါတယ်တခြင်းတက်တွေလည်းလုပ်သွားမှုရှိပါတယ်ဒီတော့ကြောင့်စုပေါင်းကူညီပေးကြပါလူပညာလမ်းကြောင်းမှာဆက်ရှောင်နိုင်ဖို့အတွက်ပြီးတော့လည်းအများကြီးအားပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ